အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးရမှာတော့ပြောပြပေးချင်တာလေးကတော့အိမ်နောက်ရေးလမ်းကြောင်းအကြောင်းလေးပါများသောအားဖြင့်ဒီလက်ဖွားပေါ်မှာအားလုံးလူမှုရေးစီးပွားရေးပညာရေးအကုန်ကြည့်လို့ရတယ်အိမ်နောက်ရေးကကျတော့ဒီလက်တန်းအောက်ကလမ်းကြောင်းလေးကိုကြည့်ရတာပေါ့နော်လက်တန်းအောက်ကလမ်းကြောင်းလေးရဲ့ဒီမြစ်တာရေးလမ်းကြောင်းလေးရဲ့နှစ်ခုပေါင်းပြီးတော့ကြည့်ရတာပေါ့အဲ့ဒါဆိုတော့ကျွန်တော်ကတော့များသောအားဖြင့်ဒီလက္ခဏာလာမေးတဲ့သူတွေဆိုရင်တော့အိမ်နောက်ရေးလေးသိကျင်နေဆိုရင်တော့လက်သီးလေးကိုစုပ်ပြီးတော့လက်တန်းအောက်ဖက်လေးကိုတပ်ပုံရိုက်ဒီလက်ကလေးကိုလိန်လိုက်ပေါ့နော်ဒီလိုမျိုးလေးအဲ့ဒါမှဒီအကြောင်းလေးတွေကိုကြည့်ပြီးတော့သိလို့ရပါပေါ့တချို့ကြတအားမြုပ်နေတဲ့ခါကျရင်လည်းမမြင်တော့စိတ်စီလေးနဲ့တော့တပ်ပုံရိုက်ခိုင်းတာပေါ့နော်ထက်ရိုက်ပြီးရိုက်ရမယ့်ပုံစံလေးပြောပြီးတော့အဲ့ဆိုဒီလမ်းကြောင်းလေးမှာဗာကြည့်ရလဲဆိုတော့တချို့ကြတော့အိမ်အောင်ကြီးကဘာဖြစ်နေလဲဆိုရင်ဒီလိုတိုလေးတွေပေါ့နော်တိုလေးတွေ3-4ချောင်းလောက်ဖြစ်နေတဲ့ဒါမျိုးဒီလိုတိုလေး2ချောင်းလောက်ဆိုလို့ရှိရင်ဒါဘာဖြစ်လဲဆိုလို့ရှိရင်တော့ဟိုဘက်ကိုကြည့်ရင်ဘယ်ဘက်လက်မှာကြည့်လို့ရှိရင်တချောင်းနဲ့ထင်းနေတာမျိုးပေါ့တချောင်းနဲ့ထင်းနေတာမျိုးဆိုဒါတယောက်တည်းကို2ခါပေါင်းရမှာပေါ့ကွဲမယ်ဈာထဲမှာကွဲပြီးတော့ပြန်ပေါင်းရမယ်သူရဲ့လက္ခဏာပေါ့နော်နောက်တစ်ခုအရေးကြီးတာလေးကတော့ဒါလေးကဘာလေးလဲဆိုရင်တချောင်းနဲ့ပဲဒီဘက်မှာညာလက်ကရှူရလက်ထပ်မယ်သူပေါ့နော်ညာလက်မှာကွယ်ဒီလိုတကြောင်နဲ့ထင်းနေရပဲအရှိကြီးရှိတယ်ဒါပေမဲ့ तू ကဘာဖြစ်နေလဲဆိုရင်လေအဖျားလေးမှာဖွာနေတယ်ဒီလိုမျိုးလေးများသောအားဖြင့်3ချောင်းလောက်လေးပဲဖွာနေဒီလိုလေးဖျားခွာတာမဟုတ်အဖျားလေးကဖွာနေအဲ့ဒါမျိုးလေးဆိုလို့ရှိရင်ဘာလဲဆိုရင်လိန်တူလက်ထပ်ရမယ်သူပါမိန်းကလေးဆိုတော်မွိုင်းနဲ့လက်ထပ်ရမယ်ယောက်ျားလေးဆိုလို့ရှိရင်လည်းအချော်နဲ့လက်ထပ်ရမယ်ပေါ့နော် LGBT ပေါ့ LGBT အတွဲဆိုရင်ဒါမျိုးလေးပြရတယ်ရှင်လက္ခဏာလေးကအဖွာလေးပါဒီလို3ခုလောက်လေးဖွာနေတာပေါ့နော်အဲ့ဆိုရင်တော့ရှူပါတချို့ကျတော့နှောက်ယှက်တဲ့သူတွေရှိရယ်တချို့ကျမိသားစုကနှောက်ယှက်မှုမရှိဘူးမိသားစုနှောက်ယှက်မယ်ဆိုလို့ရှိရင်တော့မိသားစုကဒါမျိုးပေါ့ဒီမှာကကြီးလာဖြစ်နေပေါ့ဒီကထွက်လာတဲ့လမ်းကြောင်းကြီးအဲ့ဒါဆိုရင်တော့မိသားစုကတိတ်သဘောမတူဘူးပေါ့တချို့ကျလည်းမရှိပါဘူးမိသားစုလည်းသဘောတူတယ်ပေါ့နော်အဲ့လိုမျိုးလေးပါရှင့်